ဒီနေ့ကဘာကြီးမှာရာတဲ့ digital ဖြစ်လာခင်ဗျားတို့ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေကို digital device တွေပဲဖြတ်သန်းနေကြတယ်။ဟိုမှာကျွန်တော်တို့ရဲ့ smartphone တွေ laptop တွေ PC တွေအထူးသဖြင့်ကျွန်တော်တို့ရဲ့သွားလျာအများအားတည်ဆောင်သွားတတ်တဲ့ကျွန်တော်တို့ရဲ့ phone တွေပေါ့ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်2012-13ကာလမှာကျွန်တော် Telenor တို့ Ooredoo တို့ဒီ telecom company တွေဝယ်လာပြီးကျွန်တော်စင်ကတ်တွေကဈေးတွေကျသွားပြီးဂျုံတိုင်းခိုင်နိုင်တဲ့အနေအထားတစ်ခုကိုရောက်ပါတယ်။ဒီချိန်မှာပဲကျွန်တော်တို့တရုတ်ဖုန်းကုမ္ပဏီတွေဖြစ်တဲ့ Huawei တို့ Xiaomi တို့ Oppo တို့ Vivo တို့အစသဖြင့်တရုတ်ဖုန်း smartphone တွေကိုအလွယ်တကူကျွန်တော်တို့ဝယ်လာနိုင်ကြတယ်နော်2015နဲ့16ကာလမှာ smartphone တွေဆိုရင်ကျွန်တော်တို့နိုင်ငံရဲ့လူနေမှုဘဝရဲ့မရှိမဖြစ်အရာတစ်ခုလိုဖြစ်လာတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဖုန်းတွေကိုတော့တုံးနေကြပါတယ်ကျွန်တော်ဖုန်းတွေဘာအတွက်တုံးကြလဲရတော့တဲ့ကျွန်တော်ဖုန်းတွေကိုကျွန်တော်သွားနေရအတွက်ဓာတ်ပုံတွေရိုက်မယ်ဗီဒီယိုတွေရိုက်မယ်ကျွန်တော်ဂယ်လာရီတွေအဲ့မှာတိုင်းမယ်ကျွန်တော်ဖုန်းပြောမယ် social media တွေတောင်းမယ်ဒါတွေအပြင်ကိုကျွန်တော်တို့ရဲ့အရေးကြီးရဲ့ privacy data တွေဖြစ်တဲ့ကျွန်တော်ရဲ့ bank account တွေ social media account တွေ Gmail account တွေပြီးရင်ကိုကြီးကိုတာ data အချက်လက်တွေဒါတွေအားလုံးဖုန်းထဲမှာပဲ data တွေရှိဥပမာဒီဘက်ထက်မှာဆိုရင်ကျွန်တော်ဒီဆုံးဆိုရင် media privacy ပြောထားတာတွေကအစဒီဖုန်းထဲမှာပဲ data ကြတယ်လူကြီးပိုင်းနေဆိုရင်လည်းကျွန်တော်အိမ်တော်သူဇာတ်တွေ NRC ကတ်တွေဒါမျိုးတွေအပြင်ကိုကျွန်တော်တချို့ဆိုရင်ပိုင်ဆိုင်မှုအထောက်အထားစာရွက်တွေအစားဖုန်းထဲမှာတပုံရကြီးကြလာရေးထဲမှာတိတ်ထားကြတဲ့သူတွေရှိကောင်းရှိတဲ့ပဲပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ဖုန်းတွေကကျွန်တော်တို့အတွက်အရေးပါတယ်ကျွန်တော်တို့ဘဝအတွက်အချက်လက်တွေအကုန်တိတ်ထားပေးတာဖြစ်တဲ့အတွက်အရေးကြီးတဲ့ privacy data တွေကျွန်တော်တခြားသူကိုမမြင်စေခြင်းတဲ့အတွက်ကြောင့်ပဲကျွန်တော်တို့ကဒီဖုန်းတွေပေါ်မှာ launch ထားတယ် password ထားတယ်ဒီလိုမျိုးတွေလောက်ကြတယ်ဆိုတော့ခင်ဗျားတို့ကျွန်တော်တို့ရဲ့မမြင်စေခြင်းတဲ့ကိုယ့်ရဲ့ကိုယ်ကိုယ်တာအချက်လက်တွေတခြားသူတယောက်ကခိုးဝင်ကြည့်နေတယ်ဆိုရင်ဘယ်လိုလုပ်ဟုတ်ပါတယ်အဲ့လိုမျိုးခိုးဝင်ကြည့်နေတဲ့သူရှိတယ်သူကဒါတွေကိုအထွက်ကတွေဟက်ကာတွေလို့ခေါ်တယ်နော်ကျွန်တော်တို့ဒီဘက်ဒီနေ့ဗီဒီယိုရဲမှာဆိုရင်တော့ကျွန်တော်ဒီဟက်ကာတွေကဘယ်လိုမျိုးတွေဟက်ကာတွေဘယ်လိုမျိုးအလုပ်လုပ်တယ်လဲဒီ system တွေရဲ့အကြောင်းလေးပြီးဟက်ကာတွေဘယ်လိုတွေးတယ်လဲဘယ်လိုမျိုးဟန်လဲဆိုတာလက်တွေ့ကြကြလဲကျွန်တော်တို့နားလည်လို့ရအောင်ရှင်းပြပေးပါမယ်ဖြစ်တယ်ဆိုတော့ဒီဗီဒီယိုရဲ့ရည်ရွယ်ချက်ကကျွန်တော်သူများရဲ့ privacy ဖုန်းတွေကို live hack ပြဖို့ဆိုပြီးတော့ hacking ကိုတင်ပေးနေရမျိုးမဟုတ်တကယ်လို့ဒီလိုမျိုးတွေကျုံးလာခဲ့ပြီဆိုရင်ဘယ်လိုမျိုးတွေကာကွယ်မလဲကိုယ့်ရဲ့ data တွေကိုဘယ်လိုမျိုးတွေလောက်ကြောင်းသိစေမလဲဒါတွေကို knowledge share တွေလုပ်ပေးထားတဲ့ video တစ်ခုဖြစ်တယ်ဒီဗီဒီယိုကြည့်နေတဲ့သူကကွန်ပျူတာကိုအခြေခံလောက်ပဲတည်ထားတဲ့သူဆိုရင်လည်းအဆင်ပြေတယ်စိတ်ဝင်စားတယ်ဆိုရင်လည်းအဆုံးထိကြည့်သွားလို့ရတယ်ဒီဗီဒီယိုကြည့်လိုက်ရင်အဖြစ်ဟက်တာတွေဘယ်လိုမျိုးဟိုက်ကြတယ်လဲဆိုတာကိုဟိုက်ကြတယ်လဲဘယ်လိုမျိုးတွေကာကွယ်ထားလို့လဲဘယ်လိုရရင်မတုံးတယ်ဆိုတော့လည်းဆိုတာသိပါဆိုတော့ကျွန်တော်လည်းဒီခုပဲစလိုက်ကြအောင်ကျွန်တော် hacking အကြောင်းကိုမစခင်မှာကွန်ပျူတာအကြောင်းလေးနည်းနည်းတော့ပြောမယ်။ဘာလို့လဲဆိုတော့ hacking မှာတုံးနေတဲ့ tool တွေဒီ command line တွေပါတယ်။ဒါကြီးကိုတုံးနေတာကိုကြည့်ပြီးတော့ဒါကြီးကဘာတွေလုပ်နေရလဲဆိုပြီးတော့ပုံစံမျိုးနော်မသိသေးတဲ့သူတွေတော့ကြည့်ရပြီးနည်းနည်းနားလည်အောင်ရှင်းပြပေးမယ်ပေါ့နော်။ကွန်ပျူတာနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်လက်ရှိခင်ဗျားတို့ကျွန်တော်တုံးနေတဲ့ကွန်ပျူတာကြီးကကျွန်တော်ခိုင်းသမျှတိုင်းကို live လုပ်ဖို့ကျွန်တော်တို့ဒီကနေရိုက်ထည့်လိုက်သမျှစက်လုံးတိုင်း mouse နဲ့ click သမျှတိုင်းကို live လုပ်ဖို့အဲ့မြတိုင်းအောင်လုပ်ဖို့တစ်ပိုင်းကြီးတစ်လုံးဖြစ်မလာခင်တော့ကွန်ပျူတာကြီးရဆိုရင်ကျွန်တော်ဒီ clear sit တွေဝါဂျိုးတွေဒီတန်တွေဘာတွေနဲ့ဖွဲ့စည်းထားတဲ့ပုံမှန်စက်ပစ္စည်းတစ်လုံးလိုက်ပြီးရင်ဘာမှမဟုတ်ခဲ့ဘူးပေါ့နော်ကွန်ပျူတာတစ်လုံးကခင်ဗျားတို့ကျွန်တော်တို့ဒီသုံးတဲ့အတိုင်း A လို့ရိုက်ထည့်လိုက်တာနဲ့ A လို့ဆိုပြီးတန်းတည်တာကွန်ပျူတာတည်တာ0နဲ့1နဲ့ပဲတည်တာbinary code ကိုခေါ်တာပေါ့နော်0နဲ့1နဲ့ပဲတည်တာအဲ့ဒါဟိုမှာဒီကွန်ပျူတာဟိုမှာကျွန်တော်တို့နားလည်အောင်ကျွန်တော်တို့လူသားတွေပြောလိုက်တဲ့စကားခိုင်းလိုက်တဲ့စကားတွေကိုနားလည်အောင်လုပ်ပေးတဲ့ ASCII နဲ့လို့ခေါ်တဲ့ American Standard Code for Information Interchange လို့ခေါ်တဲ့ ASCII translation လုပ်ပေးတာကျွန်တော်လည်းလွယ်အောင်ပြောမယ်ဆိုရင်ကျွန်တော်တို့ဘာသာစကားမတူတဲ့နိုင်ငံရေးခြားတော့ကျွန်တော်တို့လူမျိုးတယောက်ကိုကျွန်တော်တို့စကားပြောမယ်ဆိုရင်ကျွန်တော်တို့ကလည်းအဲ့ဘာသာစကားကိုမတက်ဘူးရမတက်တော့ကျွန်တော်တက်တဲ့သူကျွန်တော်တို့ဘာသာစကားလည်းတက်တဲ့သူတို့ဘာသာစကားလည်းတက်တဲ့သူ translator အနေနဲ့တုံးလိုက်ပြောရင် dictionary လိုမျိုးပေါ့နော်ငါအဲ့လိုမျိုးဘာသာပြန်လေးရ
system တစ်ခုကိုထည့်လိုက်တဲ့အချိန်မှာကျွန်တော်တို့ရိုက်ထည့်လိုက်တဲ့ A ဆိုရင် A ကျွန်တော် binary code အနေနဲ့ဆိုရင် A ဆိုရင်10001အဲ့လိုပုံစံမျိုးအနေနဲ့ထုတ်ပေးတယ်။ A ရိုက်လိုက်တာနဲ့ဒီရဲ့ဆိုရင် A ဆိုရင်10001အဲ့လိုပုံစံမျိုးအနေနဲ့ထုတ်ပေးတယ်။ A ရိုက်လိုက်တာနဲ့ဒီရဲ့ ASCII ရဲ့အလောက်လောက်ပေးဖို့ကြောင့်မလို့ကျွန်တော်တို့ကွန်ပျူတာက A ဆိုပြီးတည်သွားတယ်ပေါ့နော်။ဒါကွန်ပျူတာရဲ့လောက်တဲ့ပုံစံပေါ့နော်။ကျွန်တော်တို့ကွန်ပျူတာလောကမှာဆိုရင် CLI command line interface နဲ့ GUI graphical user interface ဆိုပြီး2မျိုးရှိတယ်ပေါ့နော်။ CLI command line interface ကတော့ကျွန်တော်တို့ဒီ keyboard ကနေပြီးတော့စာသားလေးတွေရိုက်ထည့်မယ် command line လေးတွေရိုက်ထည့်မယ်ပြီးရိုက်ထည့်ပြီးတော့ကျွန်တော်တို့အောက်ကိုပြန်ထွက်တယ် screen မှာမြင်ရတယ် command line နဲ့ထိန်းချုပ်ပြီးအသုံးပြုရတဲ့ interface ပေါ့နော် mouse တွေပါတယ်ဘာမှမပါဘူးကျွန်တော်တို့ keyboard ကရိုက်ထားတဲ့စကားလုံးကိုပဲစာသားကျွန်တော်တို့ခိုင်းတဲ့ command တွေကိုပဲကြည့်ပြီးတော့ကွန်ပျူတာကအဖြေပြန်ပေးရပေါ့နော် graphical user interface မှာတော့ကျွန်တော်တို့ရုပ်ပုံလေးတွေပါလာမယ်ကျွန်တော်တို့ရောင်စုံ icon လေးတွေတို့ menu လေးတွေတို့ဒါလေးတွေကိုကျွန်တော်တို့ mouse လေးနဲ့ button လေးတွေနဲ့ click ပြီးခိုင်းစေနိုင်တဲ့စနစ်ဖြစ်တယ်ပေါ့နော်ဒီမှာCLI နဲ့ GUI ကျွန်တော်တို့ကွန်ပျူတာရဲ့အစကတော့ CLI command line interface CLI only နဲ့စခဲ့တယ်ပေါ့နော် mouse တွေပါတယ်မပေါ်ခင်တုန်းကတော့ command line interface နဲ့စခဲ့တယ်command line only computer ဆိုတာဒီပုံစံမျိုးလေးပေါ့နော်ကျွန်တော်တို့အဲ့မှာ terminal screen လေးတစ်ခုပါမယ် keyboard လေးရေးထားပြီကျွန်တော်တို့ဒီခိုင်းနေတဲ့အလုပ်တွေကိုဒီနေ့ခေတ်လုံး mouse ကြီးနဲ့ခိုင်းတယ်မို့ keyboard ပေါ်မှာစာသားလေးတွေရိုက်ထည့်တယ်ကျွန်တော်တို့ရိုက်ထည့်တဲ့စာသားပုံကို DB သူကနေပြီးအောက်ကိုပြန်ထွက်ပေးတယ်ပေါ့နော်ဒီလိုမျိုး test page ပေါ့နော်ကျွန်တော်ရိုက်ထည့်တဲ့ test စကားလုံးတွေပဲအခြေခံပြီးတော့ပြန်ထွက်ပေးတာပေါ့နော် okay ဆိုတော့ဒီကွန်ပျူတာတွေကို CLI အကြောင်းပြောမယ်ဆိုကျွန်တော်တို့ကွန်ပျူတာတွေနဲ့ပတ်သက်ပြီးကွန်ပျူတာတွေရဲ့အရင်ပေါ့နော်ကျွန်တော်တို့ကွန်ပျူတာတွေဆိုတာအရင်တုန်းကစပြီးကျွန်တော်ဒီနည်းပညာတွေပါတယ်မပေါ်ခင်တုန်းကပေါ့နော်ဒီကွန်ပျူတာဆိုတာကဒီယခုခေတ်လို့OS တွေပါWindows OS တွေ Linux OS တွေခုနကပြောတဲ့ကျွန်တော်တို့ command line တွေမရှိခင်ကဆိုရင်ကွန်ပျူတာတစ်လုံးကကျွန်တော်စက်ပစ္စည်းတွေတက်ထားတဲ့စက်တစ်လုံးထပ်ပေါ်ပြီးကျွန်တော်ဘာမှလုပ်လို့မရဘူးပေါ့နော်ဒီနည်းပညာတွေဒီလိုမျိုးအဆင့်ဆင့်တွေဖြတ်တန်းခဲ့ပြီးဒီလိုမျိုးနည်းပညာတွေပေါင်းထည့်ခဲ့လို့သာတင်ဒီခေတ်ကျွန်တော်တို့တောင်းပြလို့ရတယ်ကျွန်တော်တို့စိတ်ကြိုက်ခိုင်းလို့ရတဲ့ device ကြီးတစ်လုံးဆိုတာဖြစ်လာပေါ့နော်ကျွန်တော်တို့ကွန်ပျူတာရဲ့ဒီအစဆိုရင်ကျွန်တော်တို့ tele printer လို့ခေါ်တဲ့ကျွန်တော်တို့စက်ကြီးတွေနဲ့စခဲ့တယ်ပေါ့နော်ကျွန်တော်တို့ဒီ keyboard လေးပါမယ်ခုပုံထဲမှာတွေ့တဲ့အတိုင်းkeyboard လေးနဲ့ကျွန်တော်တို့စာတွေရိုက်တယ် command တွေရိုက်တယ်ကျွန်တော်တို့ခိုင်းလိုက်တဲ့ຢာကိုicon ခါနေမှာဟိုဘက်မှာ copy mate to ဆွဲတဲ့ copy စက်ကြီးတွေလိုမျိုး printer စက်တွေလိုမျိုးပေါ့နော်ကျွန်တော်တို့လိုချင်တဲ့အဖြေကိုစာရွက်လေးနဲ့ပြန်ထွက်ပေးတယ်အဲဒီကနေမှ terminal screen လေးတွေကျွန်တော်တို့ဒီ monitor လေးတွေစပြီးပေါ်ပေါက်လာတဲ့အချိန်မှာ CLI ကခေတ်စားလာခဲ့တယ်ပေါ့နော်ဒီနေ့ခေတ်မှာဆိုရင်ရောက်ထွက်လာပါပြီသုံးဆွဲရနိုင်ဘူးတော့ Windows တို့ MacBook တို့ Android တို့စတာရှိနေပြီပဲဒီ programmer တွေ system administrator တွေလိုမျိုးဒီကွန်ပျူတာနဲ့ပတ်သက်ပြီးကွန်ပျူတာရဲ့ကွန်ရက်တွေကိုထိန်းသိမ်းတဲ့သူတွေပေါ့နော်system တွေ CLI တွေကိုခုချိန်ကြီးအသုံးပြုနေကြတယ်ဘာလို့သုံးနေကြလဲအဓိကအကြောင်းရင်းတွေရှိတယ်ဘာလို့လဲဆိုတော့ကျွန်တော် GUI မှာဆိုရင်ဒီမလား animation ရဲ့အယောင်တွေပါတဲ့အတွက် CPU ရဲ့ RAM ရဲ့ usage တွေကိုစားရတယ်ဗျဒီမှာကျွန်တော်A10 ပိုင်းတော့ဖွင့်လိုက်တာနဲ့ test တွေများလာတာနဲ့စက်ကြီးကလေးသွားတယ်ဟန်းသွားတာမျိုးအဲ့လိုမျိုးတွေရှိတယ်ဗျCLI မှာကျတော့ရှေ့မှာပြခဲ့တဲ့ပုံစံ CLI ကွန်ပျူတာမှာကျတော့ဒီ keyboard ကနေပြီးတော့ကျွန်တော်ရိုက်ထည့်တဲ့ command နဲ့ black screen နဲ့ဒီစက်လုံးလေးတွေကလွှဲပြီးတခြားဘာမှမပါဘူးမပါတဲ့အတွက်ကျွန်တော်တို့ low resource ပေါ့နော် CPU တွေ RAM ရဲ့ usage အရန်နေတယ်ပြီးတော့အဲ့လိုမျိုးအရန်နေတဲ့အတွက်ကျွန်တော်တို့ internet ဝယ်ဆောင်မှုပေးတဲ့ web server ကြီးတွေတို့ cloud system တို့တွေမှာဆိုရင်GUI လုံးဝမပါတဲ့ CLI system တွေကိုပဲအဓိကသုံးကြတယ်ပေါ့နော်အဓိကတော့သူက speed နဲ့ efficiency ဖြစ်တယ်ပေါ့နော် speed နဲ့ efficiency ဖြစ်တယ်ကျွမ်းကျင်တဲ့သူတွေကCLI ကိုကျွမ်းကျင်တဲ့သူတွေဆိုရင် mouse ကိုကင်ပြီးဟိုဝင်ဒီဝင်ထမ်းလုပ်နေ keyboard ပေါ်မှာပဲလက်မခွာပဲကျွန်တော်စာရေးတောက်လျှောက်ရပြီးခိုင်းလိုက်တာနဲ့အများကြီးလောက်တာအရမ်းမြန်နေပေါ့နော်တုံးတက်တဲ့သူတွေအတွက်ပေါ့နော်ဒါပေမဲ့သူ့မှာလည်းအားနည်းချက်ရှိတာပေါ့နော်command line ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ command တွေသိနေမှသာလေအလွန်နှီးပါရနေမှသာလေကျွန်တော်တို့တောက်လျှောက်လုံးလို့ရပါ command တွေမေ့နေရင်တော့ကျွန်တော်တို့အဆင်ပြေဘူးပေါ့နော်လိုမျိုးပေါ့နော်နောက်တစ်ချက်ကဒီ command line မှာအားသာချက်ကတော့ကျွန်တော်တို့ဒီ programmer တွေတောင်းနေတဲ့လိုမျိုး script တွေပေါ့နော် looping pattern လို့ခေါ်တာပေါ့ထပ်တလဲလေးပြုတ်လို့ရမယ့်အရာတွေကို DMI နဲ့အလွယ်တကူလုပ်လို့ရတယ်ပေါ့နော်
လွယ်ကူဆုံးမြင်သာအောင်ပြောရမယ်ဆိုရင်ဒီ graphical user interface လို့ခေါ်တဲ့ GUI ကြီးကတာမန်ကားမောင်းသူအတွက်ကတော့ကျွန်တော်တို့CRN ရဲ့ brake ရဲ့ gear ရဲ့ပါတဲ့အလွယ်တကူမောင်းလို့ရအောင်လုပ်ပေးထားတဲ့ system ကြီးဖြစ်တယ်ပေါ့နော် CLN ကကြတော့ဒီengine ကန်းထဲထိဝင်ပြီးတော့ engine ကိုအသေးစိတ်ပြုပြင်မယ်ပြောင်းလဲမယ်ဆိုပြီးစက်တင်စရာတွေအတွက်တည်တံ့ထုတ်ပေးထားတဲ့ tool တစ်ခုနဲ့ပို့တူတယ်ပေါ့နော်ဒါမြင်သာအောင်ပြောပြတာပေါ့နော်โอเคဆိုတော့ကျွန်တော်ရှေ့မှာစကားတွေအများကြီးပြောပြီးဆိုတော့လက်တွေ့လေးနဲ့စလိုက်ကြအောင်ပေါ့နော်ကျွန်တော်ရဲ့ကွန်ပျူတာကနေပြီးတော့ command line system ကိုအခြေခံထားတဲ့ Linux OS နဲ့ကျွန်တော်ရဲ့ personal phone data ကိုလက်တွေ့ဟပ်ပြမှာပဲဖြစ်ပါတယ်ပထမဆုံးကျွန်တော်ရဲ့ OS လေးကိုဖွင့်လိုက်မယ်ပေါ့နော်ကျွန်တော် account လေးကိုတစ်ချက် login ဝင်လိုက်မယ်ခေဒါဆိုကျွန်တော် OS လေးပွင့်သွားပြီပေါ့နော် window လေးပွင့်သွားပြီပြီးရင်ကျွန်တော် root permission level ရှိတဲ့ terminal လေးကိုဖွင့်လိုက်မယ်ပေါ့နော် permission တော့ password လေးတစ်ချက်တောင်းတယ်ပေါ့နော်ပထမဆုံးကျွန်တော် internet connection ရှိမရှိ IP လေးတစ်ချက်စစ်ကြည့်ရပါတော့ဟုတ်ပြီနောက်ထပ်ကျွန်တော် terminal လေးတစ်ခုကိုနောက်ထပ်ထပ်ဖွင့်လိုက်ပဲပေါ့နော်ကျွန်တော်ဒီနေ့သုံးပြပေးမှာတော့ evil.dot လို့ခေါ်တယ်ကျွန်တော်Android hacking tool လေးကိုအသုံးချပြီးတော့ကျွန်တော်ရဲ့ personal phone ကို hack ပြမယ်ပေါ့နော်ကျွန်တော် software လေးကိုတစ်ချက် run လိုက်မယ်ပေါ့နော်โอเคဆိုတော့ internet connection ရှိမရှိ software လေးစတင်စစ်နေပြီပေါ့နော်ဒါတွေကလေကျွန်တော်တို့ဒီID သမားတွေကျွန်တော်တို့ဒီ programming သမားတွေကျွန်တော်တို့ networking သမားတွေလေ့လာနေတဲ့ကျွန်တော်တို့ virtual vault ဆိုတဲ့ software ပေါ်မှာပဲစမ်းသပ်တာဖြစ်တယ်ပေါ့နော်နောက်ပြီးကျွန်တော်တို့personal phone မှာပဲစမ်းသပ်တာဖြစ်လို့ခြားသူရဲ့ဖုန်းကိုခွင့်ပြုချက်မရှိဘဲနဲ့ဝင်ရောက်ဟပ်မယ်ဆိုရင်တော့ဥပဒေအရအရေးယူခံရနိုင်ပါတယ်ကျွန်တော်ရဲ့ local IP လေးတစ်ချက်ထည့်ပေးလိုက်မယ်ပေါ့နော်ပေါ်လေးတွေဖွင့်လိုက်မယ်ကျွန်တော်ဒီနေ့ကတော့Adobe ဆိုတဲ့ software လေးနဲ့တစ်ချက်စမ်းပြပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ Mailware နာမည်လေး Mailware app လေးကို Adobe လို့ပေးလိုက်မယ်ပေါ့နော် Adobe လို့ရိုက်ထည့်လိုက်မယ်တခြား app တွေထဲမှာလည်းပေါင်းထည့်လို့ရပါမယ်ကျွန်တော်ဒီနေ့တော့ Adobe နဲ့ပဲစမ်းပြလိုက်မယ်ပေါ့နော်ရအောင်မယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့ Mailware ထည့်ထားတဲ့ Mailware လေးကိုကျွန်တော်တို့ Adobe ဆိုတဲ့ app လေးထဲမှာတွားပြီးတော့ပေါင်းထည့်လိုက်မယ်ပေါ့နော်ဆိုတော့အခု Mailware ထည့်ထားတဲ့ app လေးကိုစတင် upload လုပ်နေပြီပေါ့နော်ဒုက္ခနာ run နေအောင်ကျွန်တော်စောင့်ရတယ်ပေါ့နော်ကျွန်တော်ခုဆိုရင် software လေးကျွန်တော်လောက်ထားတဲ့ app လေးထွက်လာပြီပေါ့နော်ကျွန်တော် app လေးကိုကျွန်တော်server ပေါ်မှာတင်လိုက်မယ်ပေါ့နော်ဒါဆိုကျွန်တော်ဖုန်းထဲကနေပြီးတော့အဲ့ app လေးကိုသွား down ကြည့်ကြမယ်ပေါ့နော်ကျွန်တော်ရောက်ထားတဲ့အဲ့ app လေးကိုတစ်ချက် download ဆွဲလိုက်မယ်ပေါ့နော် Adobe ဆိုတဲ့ software လေးကိုdownload ရသွားပြီ download ဒီနေရာမှာကျွန်တော်တစ်ချက်လောက်ပြောချင်တာလေကျွန်တော်တို့ကဒါကျွန်တော်စမ်းသပ်ပြတဲ့ကျွန်တော်ရဲ့ personal phone ဖြစ်တဲ့အတွက်ဒီလိုမျိုး link ကို
တိုက်ရိုက်ဝင်ပြီးတော့ကျွန်တော်တို့ဒီ software ကို down လိုက်တယ်ပေါ့နော်တကယ်လို့ hacker တွေအထွက်ကတွေသာဆိုရင်ခင်ဗျားတို့ဒီလိုမျိုးlink ကြီးကိုတိုက်ရိုက်ဝင်ပါဆိုပြီးသူတို့ကချပေးနေမှာမဟုတ်ဘူးဗျာဥပမာကျွန်တော်တို့ပြောရရင်ငစားချတယ်လို့မျိုးနော်ဒီငါဘာကြိုက်တဲ့တလဲဆိုတာကြည့်ပြီးတော့ချတာပေါ့ဥပမာယောက်ျားလေးတွေဆိုရင်တည်မလားကျွန်တော်တို့VIP မှာမကန်းနဲ့ဝင်ရတဲ့ຢာတွေကို free link ချပေးထားတယ်မင်းတို့ဝင်ကြည့်ပါလားဒီ app ကို down လိုက်မင်းတို့အတွက်ငါ free ပေးမယ်မိန်းကလေးတွေဆိုရင်လည်းဥပမာ cosmetic တွေ short သေး 80% ချပေးထားတယ်ဒီ app လေးကို down ကြည့်လိုက် down ကြည့်ပြီးအဆက်ရိုက်ပြရုံနဲ့ငါတို့စီမှာလာပြီးဝယ်လို့ရတယ်ဒီလိုမျိုးပေါ့နော်ဆွဲဆောင်ပါပေါ့နော်ဒါကတော့ကျွန်တော် personal data ဖြစ်တဲ့အတွက် personal phone ဖြစ်တဲ့အတွက်ကျွန်တော်ဒီတိုင်းပဲဆွဲလိုက်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ application ကိုဒါ installation လုပ်လိုက်ပြီပေါ့နော်လုပ်လိုက်ပြီးapp လေးတွေကိုကျွန်တော်တို့တစ်ချက်ဝင်လိုက်မယ်ပေါ့နော်ကျွန်တော်လိုအပ်တဲ့ permission လေးတွေပေးလိုက်မယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ Adobe Reader ဆိုတဲ့ software လေးတွေဝင်သွားပြီပေါ့နော်ပုံမှန်လို့ကြည့်လိုက်ရင်တော့ဒါရိုးရိုး Adobe လေးတစ်ခုပဲပေါ့နော်ကျွန်တော်ဒီတိုင်းပဲသွင်းလိုက်မယ်ပြီးရင်ဒါ Adobe software ပေါ့နော် Reader ကျွန်တော်လိုအပ်တဲ့ခါမှာဖတ်မယ်ပေါ့နော်ဒီ software သွင်းလိုက်တယ်ပေါ့နော်software လေးသွင်းလိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့စီမှာပထမဆုံးဒီ computer ဘက်ချမ်းမှာဆိုဒီ software ကိုကျွန်တော်တို့မေးဝဲထည့်ထားတဲ့ຢာကိုစတင်အသုံးပြုနေပြီဆိုပြီးတော့ကျွန်တော်တို့သူရဲ့ information တွေရတယ်ပေါ့နော်ဒါဆိုကျွန်တော်တို့စတင်ပြီးတော့ iPhone စပြီး hack လို့ရပြီပေါ့နော်ပထမဆုံးကျွန်တော် system ရဲ့ information ကိုတစ်ချက်ကြည့်လိုက်မယ်ပေါ့နော်ကျွန်တော်ဖုန်းအားဆိုရင် Android version 15နဲ့စပြီး run ထားတယ်ပေါ့နော်ပြီးရင်ကျွန်တော်geolocate ပေါ့နော်ကျွန်တော်တို့location ကိုတစ်ချက်ကြည့်တာပေါ့နော်လက်ရှိကျွန်တော်တို့ hack ထားတဲ့ဖုန်းရဲ့ location direction ပေါ့နော်ဘယ်နှမ်းရှိနေတယ်လဲဆိုတာအတိအကျကြည့်လို့ရပါတယ်ပြီးရင် webcam list ဖုန်းမှာပါတဲ့ back camera ရဲ့ front camera ရဲ့ဆိုပြီးတော့ list ကိုတစ်ချက်ကြည့်တာပေါ့နော်ပြီးရင်webcam တွေကနေပြီးတော့ကျွန်တော်တို့ဒီဘက်ကနေပြီးတော့တုံးနေတဲ့ user မသိအောင်လှမ်းပြီးတော့ကျွန်တော်တို့ photo တွေလှမ်းရိုက်မယ်ပေါ့နော်ဒါကတော့ကျွန်တော်ကဖုန်းနဲ့စမ်းပြတာဖြစ်တဲ့အတွက်အကြည့်မိသွားတာပေါ့နော်တကယ်တမ်းကျတော့ရိုက်လိုက်တာကိုကျွန်တော်တို့အတန်မီရင်လည်းမီပါဘူးကျွန်တော်တို့အိတ်နေတဲ့ချိန်တွေမတိလိုက်တဲ့ချိန်တွေရိုက်လိုက်တယ်ဆိုရင်ကျွန်တော်တို့တိလိုက်မှာမဟုတ်ဘူးပေါ့နော်snapshot တွေလည်းရိုက်ရတယ် screenshot တွေလည်းရိုက်ရတယ်ပေါ့နော်ပြီးရင် record mic ဆိုပြီးတော့10 second ကျွန်တော်တို့ဖုန်းတွေရဲ့ audio record တွေကိုမှတ်ယူလိုက်လို့ရတယ်ပြီးရင်ကျွန်တော်ခင်ဗျားတို့အဲ့ဒါကြီးမေးဝဲထည့်ထားတဲ့ app ကြီးကိုဗျာကျွန်တော်လောက်မှာမဟုတ်တန်းပြီးကျွန်တော်တို့ hidden လောက်ပြစ်လိုက်ပါဗျာဒီဘက်က hidden လောက်ပြီးပြစ်လိုက်ပြီးဆိုတာနဲ့မေးဝဲထည့်ထားတဲ့ app ကြီးကခင်ဗျားတို့ဖုန်းထဲမှာရှိနေတော့မှာမို့ဒီတော့ခင်ဗျားတို့ကဒီဖုန်းကြီးနဲ့ခင်ဗျားတို့ hack ခံနေရပါတယ်ဒီ software ကြီးကခင်ဗျားတို့ hack ခံနေရတယ်ဆိုတာခင်ဗျားတို့သိတော့မှာမဟုတ်ဘူးဗျာဆိုတော့ခင်ဗျားဒီเจ้าအရာတွေကိုတည်ပြီးသွားပြီဆိုရင်ဒီလိုမျိုးတွေ hack တက်တယ်ဆိုတာနားလည်သွားပြီဆိုရင်အဓိကအကြောင်းအရာကတော့အဓိကရေးကြီးတာတော့ကျွန်တော်တို့TikTok မှာသူများတွေတင်တိုင်း free link ဆိုတိုင်း free video တွေပါတယ်ဆိုတိုင်းတွေ့ကြရ link တွေကိုရှောက်မဝင်ကြဖို့ပေါ့နော်ပြီးတော့ကျွန်တော်တို့ software တွေပေါ့နော်ကွန်ပျူတာပဲဖြစ်ဖြစ်ဖုန်းမှာပဲဖြစ်ဖြစ် Play Store တို့ကျွန်တော်တို့ App Store တို့ကနေပြီးတော့တရားဝင်မရနိုင်နေရတယ်ရရင်တောင်မှကျွန်တော်တို့ဒေါ်လာနဲ့ပေးဝယ်ရတဲ့ရတယ်ဒါမျိုးတွေကိုကျွန်တော်တို့မဝယ်ချင်တာပဲဖြစ်ဖြစ်မရလို့မျိုးပဲဖြစ်ဖြစ်ဆိုပြီးတွေ့ကြရ website တွေကနေပြီးတော့download မဆွဲကြဖို့ပေါ့နော်ကိုဖုန်းရဲ့အချက်လက်တွေကိုလွယ်လင်းတခုသူများစီကိုမပါဖို့ဆဆရရ queue site တင်တယ်ပေါ့နော်ကျွန်တော်တို့Telegram တို့ Viber တို့ကနေသစိမ်းတွေပို့လာတဲ့ link တွေကန်ဆယ်မဲပေါက်ပါတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့ link တွေကိုမဝင်ချဖို့လိုတယ်ပေါ့နော်ကျွန်တော်ဖုန်းတွေ hack ခံရတယ်ဆိုတာဘယ်လိုသိနိုင်မလဲပေါ့နော်ကျွန်တော်တို့ဖုန်းတစ်လုံးကကျွန်တော်တို့ဥမာ Facebook account တွေရင်တော့ Gmail account တွေ hack ခံရတယ်လို့မျိုးပေါ့နော်ကျွန်တော်တို့မဖတ်ရသေးတဲ့စာတွေကဖတ်ပြီးသားဖြစ်နေတာမျိုးတွေဥမာဖုန်းမှာဆိုရင်ဗျာကျွန်တော်တို့မသုံးတဲ့ app တွေက battery usage တွေလို့တည်ထပ်ပေါ်ပြီးတက်နေတာမျိုးတွေအသုံးမပြုရကြတဲ့ app တွေဘာတွေကိုတစ်ခုကိုခင်ဗျားတို့ဝင်ကြည့်လိုက်ဗျာ app ထဲကိုဝင်ကြည့်လိုက်မယ်ဆိုရင်အဲ့မှာ
app ထဲမှာဆိုရင်software တစ်ခုရဲ့ permission အနေနဲ့ပေးထားတယ်ကြည့်လိုက်လို့ဒီထက်ပို့ပြီးတော့တောင်းထားရဗျာဥမာအနေနဲ့ဒီ software ကိုကြည့်လိုက်မယ်ဆိုရင်call history တွေရောဘာတွေရော camera တွေရောဗျာsoftware က Adobe ဖြစ်ပြီးဗျာဒါတွေမလိုအပ်တဲ့ຢာတွေကိုတောင်းထားတယ်ဆိုရင်ဒါပုံမှန်မဟုတ်တဲ့အခြေအနေတွေပေါ့နော်ဒီလို software တွေကိုပြန်ဖြုတ်ချပြမယ်လိုအပ်ရင်ဖုန်း reboot ချတဲ့ချရမယ်ပေါ့နော်ဒီလိုမျိုးတွေရှိတယ် hacking လို့ပြောလိုက်တာနဲ့အကုန်လုံးမကောင်းတဲ့အရာလို့ဆိုလိုရတော့မဟုတ်ဘူး hacking ဆိုတာကအဓိကသုံးတဲ့သူရဲ့အသုံးပြုမှုနဲ့စိတ်နေစိတ်ထားနဲ့ပဲဆိုင်နေပေါ့နော် hacking ခု online ပေါ်မှာခေတ်စားနေတဲ့ဖုန်းတွေလိုက်ဆက်ပြီးတော့ GP level လေးမြင်ပေးခြင်းလို့ပါလို့ကြားဖြန့်နေလို့ဒီလိုကောင်မျိုးတွေရဲ့လက်ထဲကိုရောက်ပြီးသွားရင်တော့ခင်ဗျားတို့အတွက်အနေကြီးတဲ့ကိစ္စပေါ့နော်ခြားတစ်ဖက်မှာလည်းဒီလိုຢာတွေကိုခောက်ွယ်ဖို့ဆိုပြီးတော့လုပ်နေကြတဲ့အဖွဲ့အစည်းတွေရှိတယ်ပေါ့နော်ဥမာကုမ္ပဏီအကြီးတွေ banking system တွေဒီလိုမျိုးတွေမှာဆိုရင်ကျွန်တော်တို့24နာရီ monitoring လုပ်ပေးနေတဲ့ SOC Security Operation Center Engineer တွေပြီးတော့နောက်တစ်မျိုးက NOC Network Operation Center ဆိုပြီးတော့24နာရီလုံးဒီ network ရဲ့ traffic တွေ cyber attack တွေဘာတွေစောင့်ကြည့်နေတဲ့အဖွဲ့အစည်းတွေရှိတယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်း company ကြီးတစ်ခုရဲ့ NOC Engineer တယောက်ဖြစ်လောက်ခိုင်းခဲ့ဘူးတယ်ပေါ့နော်ဒီတော့ပြောချင်တာက hacking မကောင်းတာတော့မဟုတ်ဘူးပေါ့ဗျာဒါပေမဲ့အသုံးချတဲ့သူကမကောင်းတဲ့ရည်ရွယ်ချက်နဲ့အသုံးချတယ်ဆိုရင်တော့ခင်ဗျားတို့အတွက်အနေရရှိရပေါ့နော်ဟိုလက်ရှိကဘာမှာလေးစစ်ပွဲတွေဖြစ်လာတဲ့ခါမှာ cyber attack တွေဘာတွေဒါတို့ကြားဖို့ကြားပါလိမ့်မယ်တိတ်မကြသေးခင်ရပဲဖြစ်ပွားတဲ့ကျွန်တော်တို့ Israel နဲ့ Iran တိုက်ပွဲမှာဆိုရင်ကျွန်တော်တို့ Israel ဘက်ကနေပြီးတော့cyber attack အနေနဲ့Iran ဘက်ကသူတဖြင့် Islamic တွေတုံးတယ်ပေါ့နော်ကျွန်တော်ဘာသာရေး software ပေါ့နော်သူတို့ဒီမှာတနေ့ကို3ချိန်လောက်ကြောရတဲ့အတွက်ပဲချင်းဆိုရင်ဘယ်လိုမျိုးကြောမယ်ဆိုတဲ့ app လေးတစ်ခုရှိတယ်ပေါ့နော်အဲ့ app လေးอ่ะဆိုရင်ကျွန်တော်တို့ဖုန်းအလုံးပေါင်း220လောက်အသုံးပြုတယ်ပေါ့နော်အဲ့ app လေးကိုဟတ်ထားကြပြီးကျွန်တော်တို့ဒီစစ်ပွဲတွေစားတဲ့ခါမှာမင်းတို့အစိုးရကိုစန့်ကျင်ကြမင်းတို့အစိုးရကိုမစန့်ကျင်ဘူးဆိုရင်မင်းတို့ရဲ့စီးပွားရေးတွေလူမှုရေးတွေပြတ်တော့အောင်လုပ်မယ်ဆိုပြီးတော့စာတန်းကြီးတွေပေါ်လာတယ်ပေါ့နော်ဆိုလိုတာဖျားရှိခိုးပါမယ်ကျင်လို့ပါဆိုပြီး app ကြီးကိုထုတ်ဖွင့်လိုက်တဲ့ချိန်မှာဒီလိုမျိုးစာတန်းကြီးဖွင့်တက်လာတဲ့ခါဗျာစိတ်အနှောက်ယှက်ဗျာဖြစ်မှာပဲကျွန်တော်ကဆိုလိုက်ဖြစ်မှာနောက်ဒီတာပို့ဆိုအသိရမလားကျွန်တော်အီရန်ရဲ့သတင်းမီဒီယာတွေဖြစ်တဲ့သတင်းမီဒီယာအကြီးကြီးတွေကိုသူတို့အထွက်လုပ်ပြီးတော့သူတို့အစိုးရကိုစန့်ကျင်စာကြောင်းတွေပါတယ်ဒီလိုမျိုးတွေပို့တယ်ပေါ့နော်နောက်ပြီးကြအီရန်နိုင်ငံရဲ့ကျွန်တော်တို့စွမ်းရည်ပိုင်းဆိုင်ရာစက်ရုံကြီးတွေကျွန်တော်လဲပတ်နေတဲ့စီးပွားရေးလုပ်ငန်းတွေ banking system တွေဒါတွေအကုန်လုံးအထွက်လုပ်ပြီးပိတ်ချပစ်တယ်ပြောနော်ပြောချင်တာ hacking ကတွေးကြည့်မယ်ဆိုရင်ဒီဘက်ခင်မှာတော်တော်လေးကြောက်စရာကောင်းတယ်ပေါ့နော်နိုင်ငံရဲ့GDP တွေတိုင်းပြည်ဝင်ငွေတွေဘာတွေကျဆင်းသွားအောင်ထိရပါထိုးကျသွားအောင်ထိပါလုံနိုင်တဲ့အနေအထားထိရောက်လာပြီပေါ့နော်အဲ့တော့ခင်ဗျားတို့ရဲ့ personal data လုံခြုံမှုတစ်ခုတည်းအတွက်တင်မဟုတ်ဘူးပေါ့နော် hacking နဲ့ပတ်သက်ပြီးတစ်ခုဖြစ်လာရင်ဘယ်လိုတွေရှိတယ်လဲဘယ်လိုမျိုးတွေဖြစ်တယ်လဲဆိုတာနားလည်ထားဖို့လိုတယ်ဒီဗီဒီယိုကြည့်ပြီးသွားရင်လည်းခင်ဗျားတို့ရဲ့ personal phone တွေမှာကျွန်တော်ပြောထားတဲ့အချက်လက်လေးတွေကိုသတိထားကြဖို့နဲ့စနစ်တကျသုံးကြဖို့ခင်ဗျားတို့ရဲ့ဗျာအိတ်ကက်ထဲထည့်ထားတဲ့ငွေကိုသူများနှိုက်သွားရင်ခံရခက်တယ်မို့လားအဲ့လိုပုံစံမျိုးပေါ့နော်ကျွန်တော်တို့စုဆောင်းထားတဲ့ဒီဖန်နဲ့ထည့်ထားတဲ့ပိုက်ဆံလေးတွေသူများအနိုင်မခံရဖို့အတွက်ဒီနည်းပညာခေတ်ကြီးထဲမှာစနစ်တကျနဲ့ဖုန်းကိုကောင်းကောင်းမွန်မွန်စေချင်တဲ့ရည်ရွယ်ချက်နဲ့ဒီဗီဒီယို share ရင်လုပ်ပေးခြင်းဖြစ်ပါတယ်